အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီဗီဒီယိုမှာတော့ဘာကိုမျှဝေတောင်းမလဲဆိုတော့ကျွန်တော်ဒီကွန်ပျူတာအသုံးပြုတဲ့သူတွေပေါ့နော်ကွန်ပျူတာအသုံးပြုတဲ့သူဆိုတာတဲ့ကျွန်တော်ဒီAdobe Illustrator တို့ Adobe Photoshop တို့အသုံးပြုတဲ့သူတွေအတွက်ကျွန်တော်ဒီကြုံတွေ့ရတတ်တဲ့ error လေးတစ်ခုဖြစ်တဲ့this app has been disabled ပေါ့နော်အဲ့လိုမျိုး dialog ပေါင်းနဲ့ပေါ်လာပြီးတော့ကျွန်တော်တို့ဘာမှဆက်ပြီးတော့လုပ်လို့မရတဲ့ဟာကိုဖြည့်ရှင်းတဲ့နည်းလေးကိုမျှဝေတောင်းမှာဖြစ်ပါတယ်အပေါ်မှာတော့ကျွန်တော်ဒီစာတန်းအနီးနဲ့ပေါ့နော်that analysis app web disable zoom ဆိုပြီးတော့ပြရပါတယ်โอเคတခါလေးတည်တာတော့ကျွန်တော်ဒီတခါလေးဝင်ပြပါမယ်ဒီမှာပေါ့နော် Adobe Illustrator 2024ဒီကောင်ဖွင့်လိုက်မယ်Adobe product တွေပေါ့နော် channel product တွေမှာပေါ်လာမျိုးကြီးလည်းအခုနည်းနဲ့ဖြည့်ရှင်းလို့ရပါတယ်โอเคပါဒါဆိုရင်တော့ Illustrator တွေပေါ်လာပြီပေါ့နော်သူကခဏနေရဆိုလို့ရှိရင် okay ဒါမျိုးပေါ့နော်အခုလိုမျိုးdialog box နဲ့ error တက်လာမယ်ဒီမှာဆိုရင် test analyzing app web some ဘောကတိုက်တယ်နော်အောက်မှာ this app has been disabled ဆိုပြီးတော့ပြရတယ်okay ဒီဥစ္စာကိုဖြည့်ရှင်းတဲ့နည်းကိုပြောပြပေးတော့မှာဖြစ်တယ်ပေါ့နော် okay အဲ့တော့ဒီကောင်ကိုပိတ်ဖို့ရအတွက်ကျွန်တော်ဒီ test bar မှာ right click တစ်ချက်ထောက်ပြီးတော့ test manager ကိုရွေးလိုက်မယ်ပေါ့နော် okay test manager ကိုရွေးလိုက်မယ်ရွေးပြီးဆိုရင်ကျွန်တော်ဒီ Adobe Illustrator 2024ကို untest လုပ်လိုက်ပါမယ်အဲ့ပေါ်မှာတစ်ချက်ထောက် right click နေပြီးတော့ untest ကိုတစ်ချက်ပေးလိုက်မယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ Adobe Illustrator ပိတ်သွားမယ်နော်ပိတ်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်ဒီ Windows Defender firewall တဲ့အတိုင်းတွားပြီးတော့ကျွန်တော်ဒီကောင်ကိုပိတ်ပြရမှာဖြစ်ပါတယ်ကြော်ခွာမယ်ပေါ့နော် okay အဲ့တော့ Windows button လေးကိုနှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီမှာ Windows Defender Windows Defender firewall ဆိုပြီးရိုက်လိုက်လို့ချင်းခုလိုမျိုး firewall advanced security ဆိုပြီးတော့ပေါ်လာပါတော့အဲ့ကောင်နှိပ်ပြီးဝင်လဲရတယ်အခုလို control panel ပေါ့နော်အခုလိုမျိုး control panel အတိုင်းလဲဝင်ပြီးတော့လုပ်လို့ရပါတယ် okay control panel ကိုရောက်တော့နော် control panel ကိုရောက်လို့ချင်းအခုဒီ Windows Defender firewall ဆိုတာတစ်ချက်နှိပ်ပြီးဆိုရင်ကျွန်တော်ဒီဘယ်ဘက်ချမ်းမှာရှိရဲ့ advanced setting ကိုတစ်ချက်နှိပ် okay နှိပ်လိုက်လို့ရှင်ပေါ်လာနော်ပေါ်လာတဲ့ထည့်ရတိုင်းမှာကျွန်တော်ဒီ outbound rule ဆိုတာကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်ဒီဘက်မှာ new rule ဆိုတာကို add လိုက်ပါ add ပြီးဆိုရင်ကျွန်တော်ဒီနေရာမှာ program ပေါ့နော်ပြီးဆိုရင် next ပြီးရင်ကျွန်တော်ဒီ program နေရာမှာကျွန်တော်ဒီအခု Adobe Illustrator ရှိတဲ့နေရာကိုfile bus ကိုပေးပြီးတော့ Adobe Illustrator EXE လေးကိုထည့်ပေးရမှာဖြစ်ပါတယ်အခုကျွန်တော်ပြထားတယ်လို့မျိုးကျွန်တော်ဒီ program တိုင်း right click နှိပ်ပြီးတော့ open file လို့ဝေရှင်နဲ့သွားကြည့်မယ်ဆိုရင်လည်းကြည့်လို့ရတယ်ပေါ့နော် okay ဒီမှာပါဒါဆိုရင်ကျွန်တော်ဒီဘောက address လေးကို copy ကူးမယ်ပေါ့နော်လိပ်စာလေးကို copy ကူးပြီးတော့ကျွန်တော်ဒီ file bus ဘောလိပ်စာနေရာမှာပေးချလိုက်မယ်ချပြီး enter ခေါက်လိုက်ရင်အခုလိုရောက်ပါမှာနော်ရောက်ပြီဆိုတော့မှကျွန်တော်ဒီ Illustrator EXE ကိုရွေးအခုလုပ်ချင်တဲ့ EXE file ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီ next ကိုပဲဆက်ပေးသွားရုံပါပဲ okay next ကိုပေးမယ်ပြီးပြီဆိုရင် next ကိုပဲဆက်ပေးမယ်ပေါ့နော်ဘာမှပြင်ကြမလို့ပါဘူးnext ဒီနေရာမှာတော့ကိုတိုက်တယ်ရတော့ကိုကြိုက်တဲ့နာမည်လေးပေးလိုက်ပါနော်ကျွန်တော်တို့ Adobe Illustrator Illustrator 2024ကျွန်တော်ဒီ error plus မှာဖြစ်တဲ့ plus လို့ထည့်လိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီဟာရေးပြီးတော့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာအောက်က snake ကိုပဲဆက်နေပါမယ် okay ကျွန်တော်ထည့်လိုက်တာလေး1ကိုကျွန်တော်ဒီ outbound မှာဝင်ပြီးတော့ဒီအပေါ်ဆုံးမှာရှိနေမှာပေါ့နော်အဲ့ဒါကိုပြန်ကြည့်လို့ရပါတယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ Adobe Illustrator 2024ကိုပြန်ပြီးတော့ဖွင့်ကြည့်ပါမယ် okay ခေါင်းနဲ့ကုန်ပိတ်မှာပေါ့နော်ပိတ်ပြီးတော့ကျွန်တော်ဖွင့်ကြည့်လိုက်မယ်okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ Sona လေးကတက်နေတဲ့ error ကမရှိတော့ဘူးပေါ့နော်ကျွန်တော်ဒီအဆင်ပြေပြီပဲသုံးလို့ရသွားပြီ okay ဒါတော့ကျွန်တော်ပြန်ပေးလိုက်တော့မယ်နော် okay ဒီလောက်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ error တက်လာမယ်ဆိုလို့ရှိရင်ကြုံလာမယ်ဆိုရင်ဖြည့်ရှင်းတတ်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်အားလုံးပဲအဆင်ပြေကြပါစေ